တစ်ဖွင့်လှစ်လိုက်တဲ့မိုမိုယိုရဲ့ဟောဒီဆိုင်ခွဲအတစ်ကြီးကမင်္ဂလာမန်းလေး Block 4 Unit 5မှာတည်ရှိပြီးတော့တေချာညွှန်းပေးရမယ်ဆိုရင်တော့မင်္ဂလာမန်းလေးဟိုတယ်နဲ့ Ocean ဂျာလန်ကနေလာရင်ကားပါကင် area အနီးကအတန်နဲ့ Green ဂျာမှာတည်ရှိတာပဲဖြစ်ပါတယ်။ Soft food pending promotion အနေနဲ့9000ကျပ်ဖို့ပြည့်ရင်900ကျပ် discount 1000ဖို့ပြည့်ရင်1000ကျပ် discount ဆိုပြီး3လပိုင်း20ရက်နေ့အထိ promotion ပေးထားတဲ့အပြင်မကြခင်မှာလည်းအားလုံးမျှော်နေကြတဲ့ Mysa promotion တွေနဲ့ grand opening ကိုကျင်းပသွားမယ်လို့သိရပါတယ်။မမိုယိုကိုရောက်တဲ့အခါတချို့ချင်းချင်းအရတာကိုမှအတီးပြပါပြီးဘူးကိတ်ကြီးနဲ့ထည့်ပေးတဲ့ Jumbo Fruity ပုံကြီးရဲ့အတစ်ထွက်ထားတဲ့ဆင်းဆင်းလေးနဲ့မွေးပြီးအရတာကောင်းမွန်လွန်လာတဲ့ waffle ice cream လေးကိုတော့မမိုယိုကိုရောက်ရင်စားကြည့်ခဲ့ဖို့မမေ့ပါနဲ့နော်အတစ်ဖွင့်လှစ်ထားတဲ့မမိုယိုရဲ့မင်္ဂလာမန်းလေးဆိုင်တစ်ကြီးမှာဆိုရင်အပေါ်ထက်ရဲ့အောက်ထက်ရဲ့ဆိုပြီးရှိတဲ့အပြင်အပေါ်ထက်မှာဆိုရင်တော့ဒီဇိုင်းလာနဲ့ကမ်ပိန်းခုံတွေချီရလူတွေနဲ့အမတ်တရပွဲတွေပျော်ရွှင်စရာမွေးနေ့ပွဲတွေတီးတန့်ကျင်းပလို့ရမယ် private room နေရာလဲကျဲအဲကွန်းကလည်းစိတ်နေအောင်အေးပြီးဖုန်းနဲ့လက်တော့တွေအားသွင်းဖို့အတွက်နေရာလေးတွေပါစီစဉ်ပေးထားတာမို့မကြခင်ရောက်လာတော့မဲ့မန်းလေးရဲ့နွေရာဒီကိုအန်တုဖို့အတွက်တောက်လိုက်တဲ့အခါတိုင်းလန်းဆန်းသွားစီမဲ့ချိုချိုမွေးမွေးအေးလေးတွေရဲ့နူးညံ့ပြီးအရသာကောင်းမွန်လွန်လာတဲ့ waffle ice cream လေးတွေကိုစားရင်နေရာကျဲကျဲမှာအဲကွန်းအေးအေးနဲ့အလုံးလုံးဖို့ wash space ကောင်းကောင်းရှာနေတဲ့လူတွေကတော့မမိုယိုရဲ့မင်္ဂလာမန်းလေးဆိုင်တစ်ကြီးကိုအကြိုက်တွေ့ကြမှာအသေးချပါပဲခင်ဗျာshopping ထွက်ရင်အမောပြေးအေးလေးတွေတောက်ဖို့မင်္ဂလာမန်းလေးမှာဖွင့်ထားတဲ့မမိုယိုကိုဝင်ခဲ့ဖို့မမိနဲ့နော်